minus key ကြောင့်ကြည့်ပြ minus key key F ရဲ့6တက်6 degree ဖြစ်တဲ့6တက်မြောက်ပေါ့နော် G minor နဲ့ပါကြည့်ပြမယ် natural minor harmonic minor ကြောင့်harmonic minor ကဘာပြောင်းသွားလဲ C ထည့်ကြည့်လိုက်တာလေ La di do re mi fa si la ti do re mi natural minor La di do re mi fa sol la harmonic minor ကျတော့ mi re do ti laအဲ့ဒါက harmonic minor ပေါ့ melodic minor ဆိုရှိသေးတယ် melodic minor ခွေထက်တီးလိုက်တာလေminor 3မျိုးတီးပြတာနော် natural minor အကြောင်းတီးပြမယ်အဲ့ဒါပြီးပါ harmonic minor တီးပြမယ်melodic minor အကြောင်းတီးပြမယ်အဲ့ဒါတွေကိုပေါင်းတီးလို့ရတယ်အကုန်လုံးနောက်တစ်ခါထပ်ပြောပြ minor key F ရဲ့6တန်မြောက်ဖြစ်တဲ့ D minor ထဲမှာတီးပြမယ် natural minor ကို La di do re mi fa sol la natural minor harmonic minor La di do re mi fa si la ဆိုချက်ထည့်ပြီးပါနော်ဆိုနေရာမှာဆိုချက်ဖြစ်သွားတာ melodic minor တီးပြမယ် La di do re mi si sol la la so fi la so fiလွဲ့သွားတာနော်ဟိုဆိုလိုက်ကြတော့တင်းတင်း
harmonic minor သွားပြီminor 3မျိုးကြောင့် position တွေပြအောင်ပြန်ပြီးတော့နှစ်ဖက် minor နှစ်ဖက် minor လေးပဲအဲ့ဒီထက်မှတော့မယ်လိုဒီမှန်တာတီးမှကြည့်ဟာမိုးနဲ့မှန်တာတော့တို့ standard junior ski စီရနေပြီတော့ဒီမိုင်နာကိုတွက်နေမှာမဟုတ်နော်စီရတွက်တဲ့ Dorian ဖြစ်သွားတော့စီရ Dorian ကဒီမိုင်နာ CD first degree ဖြစ်တဲ့ Iorian မဟုတ် DD second မဟုတ်ပေါ့အဲ့လိုဒီမှာမဟုတ်တော့ key F ကိုလူထားရတာလူက key F တည်းမှာရှိတယ် key F ရဲ့6တမြောက်ဖြစ်တဲ့ Aeolian မဟုတ်ဘူးဒီမှာစရဏတီးရဆိုဒီပါထွက်ရစတိုင်လေးတွေပေါ့ဒါတော့ကိုတီးကျင်တဲ့စတိုင်မျိုးလေးဟိုခရစ်ရှင်ဘယ်လိုလုပ်လဲစဉ်းစားရမှာအုံနောက်ကစဉ်းစားရမှာပေါ့ user knowledge ဆိုအဲ့ဒါကိုပြောတာလေမနှောချင်းမကြီးတီးတာအဲ့မယ်လိုဒီမိုင်နာဖြစ်သွားတယ်ဖီထည့်ကြည့်လိုက်လားအဲ့လိုမိုင်နာ3မျိုးကြောင့်ထပ်ပြောပြမယ် position ထပ်တီးပြမယ်ကြည့်ဒါကminor diatonic scale ဒါဒီနမစ်ထည့်ကြည့်လိုက်ဒီနမစ်နဲ့မယ်လိုနဲ့ထပ်ပေါင်းလို့စတော်ဘယ်ရီချင်းမလဲဆိုချင်းမအဲ့ဒါမယ်လိုတွေပဲလေစတော်ဘယ်ရီချင်းမကြောက်တဲ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 ဆိုတာဆိုအတန်ဝက်ရှော့တာဖီဖြစ်သွားပြန်ကြည့်ပြမယ်မယ်လိုနဲ့မိုင်နာကိုharmonic minor ကနေမယ်စေ
sorry မှာပါအမောနေမြန်နော်အမောနေမြန်ကစီလာဒီရိုရေမီဖာဆိုလာစီလာမေလိုဒီမနာကလာဒီရိုရေမီဖီစီလာလာဆိုဖီဖာမီရေဒိုဒီလာneutral minor harmonic minor key F ထဲမှာပဲနော် key F ရဲ့ minor နဲ့ D minor ထဲမှာပဲ D နေတာဟုတ်ပါmelodic minor ကြည့်